so that အဲ့တော့ဒါခုပြောင်းလိုက်မယ်ကျွန်တော် create a new node နေလိုက်မယ် hello hey ဟာ okay အဲ့တော့ save လုပ်လိုက်ရင်ဒီမှာ detail ရောက်သွားတယ်အဲ့တော့ဒါသိကြရဆိုရင် save ဖြတ်နေလို့ရမှာမသိကျွန်တော်တိုက်ပြဆက်no update successfully ဆိုသူပေါ်လာပါတော့ဘတ်တို့ node နေလိုက်ရုံပဲကျွန်တော်ဒီမှာကျွန်တော်ထည့်လိုက်တဲ့ node ကဒီမှာ store ရပါတော့ဒီမှာဆိုလည်းပြန်ပြီးကြည့်ရမယ်ကျွန်တော်ထည့်လိုက်တဲ့ data ကဒီမှာ store ရတော့တွေ့ရတယ်အဲ့တော့ sign out လုပ်မယ်ဆိုလည်း sign out လုပ်လိုက်ပါဒါအဲ့တော့ကျွန်တော်တို့ node hub ဆိုတဲ့ဒီ application ကိုကျွန်တော်ဒီမှာလုံးဝ full stack PC ကျွန်တော်တို့ဒါလုပ်လို့ရတော့နေမှာ right ပါကျွန်တော်ဒီပြရတယ်ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ဒီ channel မှာတင်ပေးတော့ပါမလို့ကျွန်တော် channel ကို subscribe လုပ်တော့အတွက်စိတ်ဝင်စားဆို subscribe လုပ်တော့ပြရမယ်အဲ့တော့ဒီနေ့ဗီဒီယိုမှာကကျွန်တော်ပြတော့ပါကျွန်တော်တို့ဒီလောက်အောင်လဲကိုယ်ပိုင်ပေါ့နော်ကျွန်တော်ဒီ node application ကို full stack ပေါ့နော် database နဲ့ကျွန်တော်ဘယ်လိုမျိုးတွဲပြီးတော့မှကျွန်တော် AI ကိုသုံးပြီးတော့ကျွန်တော်ဘယ်လိုမျိုးလုပ်တော့မလဲပေါ့နော် coding ရေးစရာဘယ်လိုပဲနဲ့လောကကျွန်တော် full stack application ကိုကိုယ်တိုင်ဒီစာရိုက်ပြီးတော့ပေါ့နော် prompt နဲ့စာရိုက်ပြီးတော့ကျွန်တော်ဘယ်လိုမျိုးလုပ်မလဲဆိုတော့ပြပြတော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အကြည့်လိုက်ကြအောင် browser အနေနဲ့ကျွန်တော်ဒီမှာသုံးရတာကကျွန်တော် go.new နဲ့ကျွန်တော်ဒီ superbase ဆိုတဲ့ database ကိုကျွန်တော်လုပ်ရပါတယ်superbase ကကြတော့ကျွန်တော်ဒါ database အတွက်သုံးပါပေါ့နော်go.new ကတော့ကျွန်တော်ဒါ AI နဲ့ဒီသူ့ရဲ့built-in feature တွေကိုသုံးပြီးတော့မှကျွန်တော်တို့ရေးခိုင်းပါပေါ့အဲ့တော့ကျွန်တော်တို့စာရေးလိုက်ကျွန်တော်တို့ဒီမှာလိုချင်တဲ့ဥစ္စာကို prompt ဒီ GPT ကိုတွားပြီးထုတ်ခိုင်းထားတယ်အဲ့ prompt ကိုပဲကျွန်တော်ဒီထဲမှာရိုက်ပြီးတော့သူ့ကိုပို့လိုက်ရင်ပါပေါ့နော်အဲ့တော့ကျွန်တော် prompt ကိုနဲ့ကိုယူသုံးနေရရတယ်ကျွန်တော် discussion အောက်မှာကျွန်တော်ထားပေးထားမယ်အကယ်၍ကိုနဲ့ကို idea နဲ့ကိုဆိုရင်လည်းဒီလိုမျိုးပေါ့နော်ဒီ AI ကိုတွားမေးပြီးတော့ငါဘာလို့ရှိနေဆိုပြောပြီးတော့သူ share prompt တောင်းပြီးတော့လည်းလုပ်လို့ရတယ်ပေါ့နော်ကိုပိုင် idea နဲ့ကိုပိုင်full stack application တစ်ခုကိုကျွန်တော်တို့တိဆောက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးရေးပြီးသားလို့ရှိရင်ကျွန်တော်ဒီမှာဘာလို့ဆရာမလို့ဒီညလေးနေပြီးတော့ပို့လိုက်ရုံပဲပေါ့နော်အဲ့တော့ဒီလိုဖြစ်သွားပြီဆိုရင်ကျွန်တော်ဒီနေ့လေးအချိန်ခဏတော့စောင့်ပြရမယ်ပေါ့နော်Okay ဒီမှာဆိုရင်ကျွန်တော်ဒီ interface မှာအချိန်ဆောင်နေတော့မှကျွန်တော်နည်းရှင်းပြသွားမယ်နော်ဒါကြတော့ကျွန်တော် code ကို export လုပ်ပြီးတော့ကိုယ်တိုင်းပြန်ပြီးပြင် customize ပေါ့နော် coding knowledge ရှိတဲ့သူတွေ customize ပြင်မယ်ဆိုရင်ဒီ export နှိပ်ပြီးတော့ဒီ download နှိပ်လိုက်ရင်ပဲပေါ့ဗျာဒါကိုယ့်ရဲ့ဒီကိုရေးရတဲ့ဥစ္စာကိုတန်းပြီးတော့ဒီ internet ပေါ်တင်နေတယ်ဆိုရင်ဒီ deploy ဆိုတဲ့ button လေးကိုနှိပ်ပြီးတော့တင်လိုက်လို့ရတယ်ဗျဒီ integration ဆိုတဲ့ဥစ္စာကတော့ကျွန်တော်အခုသုံးရမှာပေါ့နော်ဒီ database နဲ့ကျွန်တော်ချိန်ဖို့အတွက်ဒီ integration လုပ်ဖို့လိုအပ်တယ်အဲ့ဒါကိုလုပ်တဲ့ new လေးကျွန်တော်ပြပြသွားမယ်ပေါ့အဲ့တော့ပထမဆုံးအနေနဲ့ကကျွန်တော်ဒီ code ကိုသူ့ရှေ့ကိုတောင်းတဲ့သူ integrate လုပ်ပေးတဲ့ code ကိုကျွန်တော်အနေနဲ့စောင့်ဖို့လိုရတယ်အဲ့တော့ခဏလောက်စောင့်လိုက်ရမယ်ပေါ့နော်Okay အဲ့ဆိုရင်ကျွန်တော်ဒီမှာသူလိုအပ်တဲ့ဟာလေးတွေကိုသူ့အနေနဲ့သူရေးပေးနေတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီဟိုနဲ့ရေးပြီးတော့ Next.js နဲ့သူရေးပေးတယ်ပေါ့နော်ဒါ React တို့ဘာလို့တင်ပြရဆိုရင်တော့နည်းနည်းနားလည်မယ်လို့ထင်တယ်ဒီမှာဆိုကိုနိုင်ပြင်နေတယ်ဆိုရင်တော့ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ download ဆိုတဲ့ button ကိုနှိပ်ပြီးတော့မှဒီဆောင် download ဆိုသူ zip file ထုတ်ပြီးရဗျအဲ zip file ကိုကျွန်တော်ဖြည့်ပြီးတော့ကိုယ့်အနေကိုပြန်ပြီး customize ပြင်နေတယ်ဆိုရင်ရတယ်အဲ့လိုမှမဟုတ်ဘူးဒါသူကိုယ့်အနေကို prompt နဲ့ပဲပြင်မယ်ဆိုရင်တော့ကျွန်တော်ပြောသလိုလိုက်လုပ်ကြည့်ပေါ့နော်အဲ့တော့နည်းလေးတော့ကြာတယ်ပေါ့ကျွန်တော်တို့ဒီ code integration အကုန်လုံးပြီးသွားတဲ့အခါမှာပေါ့နော်ဒီမှာလာပြီးတော့ကျွန်တော် message box လာပြတယ်ဗါလဲဆိုတော့niche new superbase connection နဲ့ကျွန်တော်တို့ရဲ့ဥစ္စာဗျာဒီကျွန်တော်လောက်ခိုင်းထားတဲ့ prompt ပါဗျာဒီ superbase ထည့်ပါဆိုပြီးပါတယ်ပေါ့အဲ့တော့ကျွန်တော်ဒီခါလေးဒါလိုအပ်တယ်ဆိုပြီးကျွန်တော်တို့လာပြောတယ်အဲ့လိုမျိုးပေါ်လာပြီဆိုတော့လည်းကျွန်တော်အနေနဲ့ဒီမှာ integration ဆိုတာရှိတယ်ဒီထက်က superbase ဆိုတော့နှိပ်လိုက်ရင်ပဲပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီဘက်မှာ login ဝင်ထားသေးဘူးဆိုတော့ကကျွန်တော်လုပ်ကြည့်တာပေါ့နားလေးOkay ဒီမှာကျွန်တော်superbase ကိုတွားပြီးတော့ကျွန်တော်အကောက်ဖောက်ဖို့လိုမလားတော့မသိဘူးဒီဘက်ကနေပဲတစ်ခါလေးဝင်ကြည့်လိုက်မယ်ခင်ဗျဒီကောင်ကိုထားလိုက်အောင်ဒီဘက်ကနေပဲကျွန်တော်ဝင်ကြည့်ဆန်းဝင်ကြည့်လိုက်မယ်အဲ့တော့ဒီလို superbase ဆိုရေးနှိပ်လိုက်ရင်ကျွန်တော်ဘာဖြစ်သွားမလဲဆိုတော့ဟုတ်တယ်ဒီ page ကိုရောက်သွားဘာတော့မထူဘူးအဲ့တော့တစ်ခါလေးဒီထဲကနေပဲကျွန်တော်တို့ဒီအကောက် create မယ်ပေါ့နော်
sign က now လုပ်လိုက်မယ်ကျွန်တော်ကဘာနဲ့ create မလဲဆိုကျွန်တော်ရဲ့ဒီ Gmail နဲ့ပဲကျွန်တော် create လိုက်ပါတော့ okay ဒီနောက်နဲ့ skip လိုက်Okay အဲ့တော့ကျွန်တော်ဒီမှာaccount create လုပ်ပြီးသွားပြီပေါ့နော် sign up successfully ဆိုဖြစ်သွားပြီပေါ့နော်ကျွန်တော်ဒါ confine လုပ်ဖို့လိုတယ်ကျွန်တော်တို့ mail ကနေပြီးကျွန်တော် confine တက်လုပ်လိုက်ပေါ့နော်အဲ့ပြီးကျွန်တော် superbase ရဲ့ကျွန်တော် combination mail ကျွန်တော်ရှေ့ရောက်လာနေမယ်ဒါကိုကျွန်တော် confine လုပ်လိုက်ရင်ရပြီပေါ့နေတယ်ဒါပါ Okay ဒါဆိုတော့ပြီးသွားပြီsuperbase confine လုပ်တာပေါ့ဒီမှာဒါဆိုသူနာမည်ကကိုကြိုက်လို့ပြီးလို့ရတယ်ပေါ့ဒါတော့ကျွန်တော် teach by IH brush ဆိုကျွန်တော်ရေးလိုက်ပေါ့နော်နေရ personal ပေါ့နော် personal ပဲထားလိုက်မယ်နေရ teach by brush ပေါ့ကျွန်တော်တို့ဒီမှာ free plan လားကိုက$25ပေးပြီးတော့တစ်လောက်တော့သုံးပါတယ်ဆိုတော့ကိုကရွေးလို့ရတယ်ကျွန်တော်တို့ခုတော့ free plan ပဲသုံးလိုက်မယ်ဝင်းနေရဆို free organization နှိပ်လိုက်ရပါတယ်အဲ့တော့ဒါဆိုရင်သူ organization သူကလည်းသူထပ်ပြီးတော့လိုအပ်တာကြီးသူစောက်ပြတာလေနော် Okay အဲ့ဒီနေရာမှာကျွန်တော်တို့တည်တာဖို့လိုတာကကျွန်တော်ဒီ region ပေါ့နော်ဒီ project name ကတော့ကျွန်တော်တို့ဒါ project name ဘာဖြစ်မလဲဆိုတော့task လို့ရေးတယ်ပေါ့ task မဟုတ်ဘူး rush teach by rush teach by rush လို့ကျွန်တော်ရေးလိုက်မယ်အဲ့ဒီ region ကကျွန်တော်တို့အနေနဲ့ကျွန်တော်မြန်မာမှာရှိရသူဆိုအနည်းဆုံးစာပါအနည်းဆုံး country ရေးဖို့လိုတယ်ပေါ့နော်ကျွန်တော်အနေနဲ့ဆောက်ရရှာဒီစင်ကာပူရှိရစင်ကာပူစာပါကိုယူလိုက်ပြီးရင် create new project ကိုနှိပ်လိုက်အောင် sorry အဲ့ဆိုတော့ generate ခန်းလိုက်တော့ copy လေးထားတာOkay generate new project ကိုနှိပ်လိုက်ရရပါတော့အဲ့ဒါလည်းသူက project ကျွန်တော်တို့စောက်ပြသွားနေပါတော့ Okay အဲ့ဒါလေးကိုစထားလိုက်ပေါ့ဆိုတော့ထားရပြီကျွန်တော်အနေနဲ့ဒီမှာ integration လုပ်လို့ပြီးသွားပြီပေါ့နော်ဒါချက်လောက်ကြည့်လိုက် integration နှိပ်လိုက် superbase ကိုနှိပ်လိုက် sorry ပိတ်မိသွားတယ် integration နှိပ်လိုက် superbase ကိုနှိပ်လိုက်ဒါလည်းကျွန်တော်စောက်ထားတယ်ခုနကတော့ကျွန်တော်တို့ဒီ creation လုပ်ထားတဲ့ superbase အကောက်ကိုကျွန်တော်ရွေးလိုက်ရင်ရပြီပေါ့နော်အကောက်project folder ပေါ့နော်အဲ့ဒါကိုရွေးလိုက်ရပြီပေါ့အခါတော့လည်းစောက်ပြရအောင်maybe create a new project နေတယ်ဟုတ်တယ် create a new project နေရအောင် sorry sorry create a new project နေဆိုင်မှာကျွန်တော်ကတော့စောက်လိုက်တဲ့ project ကိုရွေးရအောင်အဲ့မကောင်းဖြစ်နေတယ်မပေါ်ဘူးဖြစ်နေခဏတော့စောက်နေပါso fucking crazy တအားကြာတယ်ကျွန်တော် same ဖြစ်တော့ create new project ပဲနှိပ်လိုက်တော့ပေါ့ generate browser use strong office ဆိုတော့ပြီးတော့ဒီကောက်ကျွန်တော် Singapore စာပေါ့ရွှေရမယ်ကျွန်တော် South Asia ဆိုရင်ဒီမှာ South Asia ပြောတော့ Singapore စာပါတယ် Singapore စာကိုကျွန်တော်ရေးလိုက်ပဲ create new project ဒီမှာကျတော့ကျွန်တော်တို့ဒါno application ဖြစ်တဲ့အတွက်ကြောင့်မလို့ no IH ရှိလိုက်ပါအဲ့တော့ create new project နှိပ်လိုက်မယ် Okay ဒါဆိုရင်သူကလည်းသူ auto generate လုပ်ပြီးသွားပြီပေါ့နော်ဒါဆိုသူ password save ထားလိုက်တော့ make လုပ်ရတယ် Okay အဲ့တော့ဒီမှာဆိုရင် superbase ကိုသူကလည်းသူ auto connect to superbase ဆိုပြီးသူကလည်းသူ auto reanimate လုပ်ပြီးသွားနိုင်မယ်အဲ့တော့ကျွန်တော်အနေနဲ့စောင့်ပြီးတော့ကြည့်လိုက်ရမှာပေါ့အဲ့တော့ဒါလို့ပြောပါတယ်ကျွန်တော် click to click တင်နေကျွန်တော်သွားရအောင် database နဲ့ပတ်သက်ပြီးကျွန်တော်ကြည့်နေတယ်ဆိုတော့ဒီက superbase ဆိုပြီးရိုက်လိုက်ဒီပုံမှာဒီလို logo လေးနဲ့ detail တွေတွေ့နေမယ်အဲ့ထက်ဝင်လိုက်ပြန်ဝင်လိုက်ပြီဆိုတော့ကျွန်တော်ဒီမှာ start your project ရှိတယ်dashboard ရှိတယ် dashboard နှိပ်လိုက်ပါတော့ account create ပြီးသားဆိုရင်တော့ dashboard နှိပ်လိုက်ဒီမှာ teach by rest ဆိုတာရှိတယ်ကျွန်တော်ဒီမှာတော့နည်းနည်းခုမှစောင့်နေအောင်ဆိုတော့ခဏတော့စောင့် Okay ဒါလေးနဲ့ skip လိုက်ဒီကျွန်တော် connect to superbase လုပ်တဲ့နေရာမှာ error တက်သွားရပါတော့ error တက်သွားတဲ့အခါမှာကျွန်တော်ဘာ error တက်တာလဲဆိုကျွန်တော်ထင်တယ်ဒီဘက်က superbase ကို connect လုပ်တာအဆင်မပြေဘူးဖြစ်နေပါတော့တကယ်တော့ကျွန်တော်ဒီလိုနှိပ်ပြီးတော့မှသူ route သွားတဲ့ page ကိုကျွန်တော်တို့တွားပြီးတော့ဘယ်လိုပြော permission ရောဗျာ access လုပ်အောင်ပေါ့နော် permission access မလုပ်ဘဲနဲ့တိုက်ရိုက်ကြီးဟိုမြန်မာလိုကြီး connect လုပ်လိုက်ရင်တော့မရဘူးပေါ့နော်အဲ့လိုဖြစ်တယ်တဲ့အဲ့ဒါကြောင့်အမှန်တကယ်ခုနကတော့ပေါ်ပြကျွန်တော် cancel လုပ်မိတာတော့ခဏတော့ဆောင်းလိုက်မယ်ဒါလေးကျွန်တော်ဒါလေး reload ချတင်နေတယ် reload ချပြီးတော့ကျွန်တော်ပြန်ပြီးတော့ integration ပြန်လုပ်ကြည့်လိုက်ပဲပေါ့နော် Okay အဲ့တော့ဒီမှာကျွန်တော် superbase ကို connect လုပ်ကြည့်မယ်ဆိုရင် Okay အဲ့ဒီလိုမျိုးပေါ်လာပြီဆိုရင်ရပြီအဲ့ဒီမှာဆို access authorize post ရတဲ့နေရာလေးကိုနှိပ်လိုက်ပါတော့ဒါဆိုရင် file ပါပြီဗျာသူက rewrite set တွေကိုတောင်းတာအဲ့ဒါရုပ်တော့ကျွန်တော် permission ဖွင့်ပေးရတယ်ပေါ့နော်ဒါဆိုရင် superbase successfully connected ဆိုပြီးတော့လာပေါ်ရပါတော့ဒါဆိုပိတ်လို့ရပြီဒီကောင်ဒါဆိုပေါ်လာပြီပေါ့ဒီမှာခုနကတော့ step အတိုင်းပဲကျွန်တော်ပြန်ရောက်သွားပြီဆိုတာနဲ့ကျွန်တော် integration ကိုနှိပ်လိုက်ဒီ superbase ကိုနှိပ်လိုက်နှိပ်ပြီးသားလို့ရှိရင်ကျွန်တော် teach by rest ဆိုတာရှိတယ်ဒါလေးကိုရွှေ့လိုက် connect project ကိုနှိပ်လိုက်ရုံပဲပေါ့နော်ဒါဆိုတော့လည်းသူ connect လုပ်ပေးသွားလိုက်ပြီ Okay connect project လည်းရပါပြီဒီလိုမျိုးထပ်ပေါ်လာရပါတော့superbase migration ဆိုတာကိုပေါ်လာရင် create သူကပြောပြတယ်ဟောဒီnode table ကို create လုပ်ဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီ
မြင်အောင်ပြပြပါလားမြင်တာအောင်လို့ဆိုရင် Super District ဝင်မှာပေါ့လေပေါ့အဲ့တော့ dashboard ကိုတွားလိုက်ကျွန်တော်ဒီ folder ထဲမှာဗျာသူလိုအပ်တဲ့ဒီ database table တွေသူ creation လုပ်ဖို့လိုတယ်ပေါ့နော်အဲ့ဒီဥစ္စာသူလာပြောတာအဲ့တော့ apply chain ကိုနှိပ်လိုက် apply chain ကိုနှိပ်လိုက် apply chain ကိုနှိပ်လိုက်ပြီဆိုရင်သူကိုယ်တိုင်ဒီကျွန်တော် node application တစ်ခုကိုသူ create လုပ်ပြီးသွားပြီပေါ့နော်အဲ့တော့ရလားမရလားဆိုတော့ကျွန်တော်စမ်းကြည့်မယ်ပြီးရင် issue တစ်ခုရှိရင်ကျွန်တော်တို့ပြန်ပြင်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာတော့သူက welcome pass ဆိုပြီးတော့ sign in လုပ်မှာလား sign in လုပ်မှာလားပြရတယ် sign in လုပ်ကြည့်ပါ sign in ကကျွန်တော် MY ကိုမျိုးဟို teach by rest ခုနကမျိုးရေးတော့ teach by rest ဆိုပြီးကျွန်တော်ရေးလိုက်မယ်နာမည်ကကျွန်တော် at sorry ကျွန်တော်ထင်တာတော့ teach by rest ဒါမေးကိုကိုလိုမျိုးပဲထည့်လိုက် product dot com နော် teachbybrad@gmail.com အဲ့ဒီ password ကိုကြတော့password ကိုထည့်လိုက်ပြီး create account နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော် account creation ပြီးသွားပြီပေါ့နော်ချက်တော့ကြည့်အောင် system message တွေပါလည်းမပေါ်ဘူးဒါတော့ကျွန်တော်လည်းပြန် fix လာမယ်ချက်တော့သွားရှာကြည့်ပါဟုတ်တယ် authentication ထဲမှာပုံမှန်ဆိုဝင်ရမှာပေါ့ဟုတ်ဝင်နေ okay nice အဲ့ဆိုရင်တော့ဒါလေးရောရောပြင်ရမယ်ပေါ့နော်ဒါလေးရောရောလည်း customer ပြန်ပြီးတော့လို့ဟိုမှာဟို calculation ပြီးသွားပြီဆိုရင်ဗျာကျွန်တော် message ပေါင်းလေးပေါ်လာပြီးတော့ကျွန်တော် sign in page ကိုရောက်သွားမယ်ပဲလောက်အောင်ပေါ့နော်ဒါတော့ပြီးကြမှာမိုးလို့ပါ additionally ထပ်ပြီးတော့အပိုထပ်တယ်ဒါတော့ဘလောလက်ကပုံမှန်ပဲဆန်းကြည့်အောင်email not confine တော့ confine လုပ်ဖို့လိုတယ်ပြောတယ်နော်ကျွန်တော် mail ကိုသွားလိုက် mail ကိုသွားပြီးတော့လို့ရှိရင်ပြဿနာကျွန်တော် mail product ကိုထည့်တာဆို email not confine ဖြစ်နေတယ်ပေါ့ sign in မှာကျွန်တော်ကိုယ့်ရဲ့တကယ် mail ထည့်ဖို့လိုတယ်ဗျရှင်းနေရနေဖြတ်လိုက်โอเคအဲ့တော့ကျွန်တော် account create ပြန်လုပ်လိုက်မယ်ကျွန်တော်ရဲ့ mail ကနေ combination တွန်းကောက်အောင်ပဲပေါ့အဲ့တော့ဒီမှာ mail ကိုလုပ်လိုက်ပြီလုပ်တယ်ဒါလေးစေလိုက်မယ်ပြီးတော့ဒီမှာဒါလေးကိုရေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီဘက် mail မှာကျွန်တော် authentication ရတယ်ပြီကျွန်တော် confirm mail ကျွန်တော်ရဲ့ဒီ Gmail ဖောက်ကိုဗျာသူ confirmation mail ပါလာပို့နေမယ်ပေါ့အဲ့တော့ confirm mail လုပ်လိုက်ရင်ကျွန်တော်ရဲ့ဒီ application နဲ့ဝင်လို့ရပြီပေါ့နော် local host ပဲဖြစ်နေရလားမရလားကျွန်တော်ဝင်ကြည့်လိုက်ရပါပြီကိုယ်နဲ့ရေးမြတ်တဲ့လို့အဲ့ဒါသူ customer ပြန်ပြရမယ် okay အဲ့တော့ကျွန်တော်ဒါကောက်အောင်နည်းနည်းလေးကြီးအောင်လုပ်လိုက်မယ်ပေါ့ okay ဒီဘက်မှာပို့လိုက်နော် wait a minute what is this ဒီလိုကြီးရပို့ကောင်းတယ် okay okay အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ကိုယ်တိုင်ဒီမှာ dark mode တွေပါတော့ပါပြီဗျာ create note ထည့်လို့ရပါဗျာ notes ကကြတော့ test teach by brush SUB for more guide ဟုတ်ပါအဲ့တော့ကျွန်တော်ဒီမှာ save လုပ်လိုက်ရင် saving ဆိုပြီးတော့ကျွန်တော်ဒီမှာ save လုပ်တာပဲ save လုပ်တာပဲပြောပါဦးကြည့်ကြည့်အောင်ဒါမဝင်ဘူးလားလို့ကျွန်တော်ရှာဒီဘက် editor ထဲမှာပေါ်ပါ note teach by brush ပေါ်တယ်ဗျာဒါပေမဲ့နည်းနည်းလေးတချို့ညာလေးရအဲ့ဒါတက်နေတယ်လို့တွေ့ရ alright research note research ဒီလောက်ချကြည့်အဲ့ဒီအောင်ပြင်ဖို့အတွက်ဆိုရင်ကျွန်တော်အနေနဲ့ဒီ preview နှိပ်လိုက်နှိပ်ပြီးတော့လို့ရှိရင်okay ဒီမှာဆိုရင် test 2ဆိုတဲ့ဥစ္စာတွေဝင်တော့ဝင်လာတယ်ပေါ့နော်ဒါပေမဲ့ပြဿနာနည်းနည်းလေးအဆင်မပြေရတော့တွေ့ရဒီထဲမှာလည်းပြန်ရေးလို့ရတယ် hello guys save ကိုနှိပ်လိုက်ပါဗျာဆိုရပြီ okay အဲ့ဒါမစိုးဘူးဒါဆိုတော့အဆင်ပြေသွားတယ်ဒါကမှုမှနည်းနည်းဗတ်နေလားမသိဘူးဒါတော့ထားလိုက်ပါဒါတော့နည်းနည်းအရင်လေးရဆိုနည်းနည်းတချို့နေရာလေးတော့အဲ့ဒါလေးတော့တွေ့ကောင်းတွေ့လိမ့်မယ်ပေါ့နော်ဒါ list ပြောင်းလို့ရတယ် okay new note လုပ်လို့ရတယ် okay ဆိုတော့ search bar မှာဘယ်လိုမျိုး handle လောက်ထားလဲဆိုကြည့်အောင် test tec oh no not bad မိုက်so လို့တော်မိုက်ကျွန်တော်နောက်ထပ် note တစ်ခုတော့ save ကလီတော့ aft save လုပ်လိုက်တယ် save လုပ်လိုက်ရင်ပျောက်သွားတာဗျာဒီနေတာတော့အဲ့တော့အဲ့ဒါကိုကျွန်တော် handle လုပ်ကြည့်မယ်ပေါ့ချက်လောက်တော့စမ်းကြည့်မယ်အဲ့တော့ now I have some at no saving this is the session in this if I click as they say this is not display data so
ပြီးတော့သူ့ကိုဗျာ error တက်တဲ့ဟာလေးကိုကျွန်တော်အင်္ဂလိပ်လိုပဲပြည့်နားလို့ရမရတော့ကျွန်တော်မသိဘူးအင်္ဂလိပ်လို prompt နဲ့တေချာရေးပြီးတော့သူပြောကြည့်လိုက်ပါနော်ဒါဆိုသူပြန်ပြီးတော့ကျွန်တော် fix node saving functionality ဆိုပြီးသူပြန်ပြီးတော့ပြင်နေတာကိုတွေ့ရလိမ့်မယ်အဲ့တော့ခဏလောက်ချိန်ဆောင်လိုက်ရင်ကျွန်တော်ရဲ့ error ပြင်ပြီးသွားမယ်လို့တော့ညွှန်လိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ခဏလောက်စောင့်ကြည့်လိုက်ကြအောင်အဲ့တော့ရောဒီမှာသူပြင်ပြီးသွားပြီဗျာနော်သူဘာပြင်ခဲ့လဲဆိုတော့လေကျွန်တော်တို့ပြန်ပြောတယ် now when you click save အမြင် click save ကိုနှိပ်လိုက်ရင် USC loading state နဲ့တဲ့ when save လုပ်နေချိန် loading state ကိုမြင်ရလိမ့်မယ်ဗျာနော်ပြီးတော့ဆက်လာတာကို error message လာဆိုတော့ okay pop up style နဲ့သူပေါ်လာလိမ့်မယ်သူပြောတယ်ဗျာနော်အဲ့တော့ home ကိုကျွန်တော်ဆက်ကြည့်အောင်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ဒီမှာ full screen ယူလိုက်မယ် full screen ယူလိုက်မယ် data ကတော့ဒီမှာဝင်နေပါကျွန်တော် database ကနေကျွန်တော်ကြည့်လို့ရတယ်ကျွန်တော်ကြည့်လိုက် data အဲ့တော့ဒီမှာfit error okay follow for more guide ဆိုပြီးကျွန်တော်ဒါဆန်းရေးလိုက်အောင် save ကိုနှိပ်လိုက်ရင်ဖြစ်သွား okay ဒါပဲဖြစ်သွား back to node နောက်ပါဒါဆိုတော့တော်တော်လေးအဆင်ပြေတဲ့ section ကိုကျွန်တော်ရောက်သွားပြီကျွန်တော်တို့မြင်တယ်တော့ back to node ရောက်လိုက်ရင်ဒီမှာကျွန်တော်ဒါပြန်ဆန်းကြည့်ရတဲ့အစားနဲ့ကျွန်တော်ဒါလေးကိုကျွန်တော်ကြည့်လိုက် okay မိုက်တယ်ကျွန်တော်မိုက်တော့တော့ okay so that အဲ့တော့ဒါကုန်ပြောင်းလိုက်မယ်ကျွန်တော် create a new node နေလိုက်မယ် hello hey ဟာ okay အဲ့တော့ save လုပ်လိုက်ရင်ဒီမှာဒီထက်ကိုရောက်သွားတယ်ကျွန်တော်ဒါသိကြရဆိုရင် save ချနိုင်လို့ရမှာမသိကျွန်တော်နှိပ်ကြည့်လိုက်ဆက်ကြည့်no update successfully ဆိုသူပေါ်လာပါတော့ဒါဘတ်တို့ node နှိပ်လိုက်ရုံပဲကျွန်တော်ဒီမှာကျွန်တော်ထည့်လိုက်တဲ့ node ကဒီမှာ store ရပါတော့ဒီမှာဆိုလည်းပြန်ပြီးကြည့်ရမယ်ကျွန်တော်ထည့်လိုက်တဲ့ data ကဒီမှာ store ရတော့တွေ့ရတယ်အဲ့တော့ sign out လုပ်မယ်ဆိုလည်း sign out လုပ်လိုက်ပါဒါအဲ့တော့ကျွန်တော်ရဲ့ node hub ဆိုရဲဒီ application ကိုကျွန်တော်ဒီမှာလုံးဝ full stack အပြီးစီကျွန်တော်တို့ဒါလုပ်လို့ရသွားပြီเนาะနောက်ထပ်ဒီ deploy နဲ့နည်းတွေပါရတော့နောက်ထပ် video မှာထပ်တင်ပေးသွားမယ်ဒီ video ကတော်တော်လေးရှည်သွားမှာမသိဘူးအဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲအဲ့တော့ကျွန်တော်ရဲ့ application ကိုကျွန်တော်တို့ဒီမှာစမ်းသုံးမှုအတွက်ဆိုရင်ဘယ်လိုလုပ်ရအောင်ဒီကောင်ကိုပေးလိုက်လို့ရတယ်စမ်းကြည့်အောင်ဒီဘက်မှာတစ်ချက်တော့ပို့ကြည့်လိုက်ပြချက်တော့စောကြည့်လိုက်မယ်မရဘူးပြအဲ့တော့ထားပါတော့ deploy နဲ့နီးတင်ပြီးရကြမှာကျွန်တော် deploy ပြီးတော့မှကျွန်တော်ဒီလောက်ထားတဲ့ဥစ္စာကိုဒီ browser တို့စမ်းကြည့်လို့ရအောင်ကျွန်တော် chat description မှာ link ပေးထားပါတော့ဒီဥစ္စာတို့ဒီမှာမြင်တဲ့အတိုင်းပဲကျွန်တော်တို့ full stack node application ကို database နဲ့မှာ integrate တွဲပြီးတော့လုပ်လို့ရတဲ့နီးကိုကျွန်တော်ဒီနေ့ video မှာတင်ပြသွားပေးတာဖြစ်တယ်အဲ့တော့အားလုံးပဲအဆင်ပြေကြပါစေ